ငိမ့်တက်နေတဲ့ရေပြင်အောက်မှာထူးထပ်လာတဲ့မော်ဘင်းတွေကြောင်တဲကနေလှုပ်ရှားမှုအနှင်းငယ်ကိုတွေ့လာရပါတယ်။ဒါကလေတိုက်လို့လှုပ်တာတော့မဟုတ်ပါဘူး။ဒါဟာကြိုအကြီးကြီးတစ်ခွေလိုမျိုးချောမှုပြီးခွေနေတဲ့အရာတစ်ခုပါ။ကဘာပေါ်မှာအကြီးဆုံးမွေဖြစ်တဲ့အနာကိုနာကြည့်ပဲဖြစ်ပါတယ်။အရှည်က6မီတာနီးပါးရှိပြီးအလေးချိန်ကတော့ကီလိုဂရမ်300ကျော်တောင်ရှိရပါ။ဒီမွေကြီးဟာလုံးဝမလှုပ်မရှက်ပဲငိမ့်နေပြီးသူ့ရဲ့မျက်လုံးတွေကလည်းနောက်ကြည့်နေတဲ့ရေတွေနဲ့တရားသေးဖြစ်နေတယ်လို့ပါပဲလောနေဟိုလည်းမလိုပါဘူးမွေတွေကတခြားတဲ့လူမျိုးပြေးလွှားပြီးအမဲလိုက်တာမျိုးမဟုတ်လို့ပါပဲသူကစိတ်ရှည်လက်ရှည်စောင့်နေတတ်ပြီးအချိန်တန်ပြီးဆိုရင်တော့အသက်မရှိတော့တဲ့အထိရစ်ပတ်ညစ်တက်လိုက်မှာဖြစ်ပါပဲထူးထပ်တဲ့တောအုပ်ကြီးထဲမှာမောရသည်ရောက်လာပြီးဆိုရင်တော့ရေတွေတက်လာပြီးတစ်မြက်တွေကိုမြုပ်ကုန်စေသလိုနှင်းပါတဲ့နေရာတွေမှာလည်းရွှွန့်နွံတွေပြန့်နှံ့ထွားတတ်ပါတယ်ဒါဟာအနာဂွန်နာမွေရီရဲ့မျိုးပွားရာသီစတင်တဲ့အချိန်ပါပဲသူတို့လောကမှာမိတ်လိုက်တယ်ဆိုတာအချက်ဆက်လမ်းချက်ရှင်းထန်မှုအတွက်ဝိုင်းရန်တိုက်ခတ်ရတဲ့တိုက်ပွဲတစ်ခုနဲ့ပို့တူပါတယ်ရေပေါ်မှာပေါ်လောပေါ်နေတဲ့ကြားပင်တွေကြားထဲမှာဒီမွေမကြီးကငြိမ်ပြီးအိမ်နေပါတယ်သူထုတ်လွှတ်လိုက်တဲ့တန်းငွေတွေကရေစည်းချောင်းနဲ့အတူမျောဖားသွားပြီးအရက်မျက်နှာအထီးကအထီးတွေကိုဆွဲဆောင်လိုက်တာပါသူတို့ကဥချိုပါတဲ့တရိษံတွေလိုမျိုးပြင်းပြင်းထန်ထန်တိုက်ခိုက်နေတာမျိုးမဟုတ်ပါဘူးအဲ့ဒီအစားငွေမာကြီးတဲ့ကိုပေါ်မှာအထီးတွေကဝိုင်းအောင်ပြီးတွေ့ကပ်နေကြတာပါဒါဟာနာရီပေါင်းများစွာဒါမှမဟုတ်ရက်ပေါင်းများစွာကြာတတ်တဲ့တရှိမွေလုံးကြီးတစ်ခုခွတ်သွားစေပါတယ်ဒီဖြစ်စဉ်တွေမှာအတိုင်းမားဆုံးနဲ့တွဲအရှိဆုံးအထီးတွေပဲသူတို့ရဲ့မျိုးရိုးပြီးစားကိုလက်ဆင့်ကမ်းနိုင်မှာပါဒါဟာတိတ်ဆိတ်ပြီးတင်းကျပ်တဲ့ရစ်ပတ်မှုတွေကြားကပြင်းထန်တဲ့ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်ရေထဲမှာနေထိုင်တတ်တဲ့အတွက်အနာဂွန်နာမွေရီရဲ့ခန္ဓာကိုယ်ကလည်းအလိုက်တင်ပြောင်းလဲထားပါတယ်။နှလုံးနဲ့နှာခေါင်းပေါက်တွေကဥခေါင်းရဲ့ထိပ်ပိုင်းမှာရှိနေသလိုချောမွတ်တဲ့အရည်ပြားတမ်းမာတဲ့ကြွက်သားတွေနဲ့အသက်ရှူအောင်ထားနိုင်တဲ့စွမ်းရည်တွေလည်းရှိပါတယ်။ဒါကြောင့်လဲတခြားသတ္တဝါတွေသိမ့်မလာရဲတဲ့နောက်ကြည့်တဲ့ရေတွေကနေသားကောင်းတွေကိုအလွယ်တကူချောင်းမြောင်းတိုက်ခိုက်နေတာပါ။မေးလိုက်ပြီးတဲ့အခါမှာတော့ဒီမွေမာတွေဟာအရင်ကတည်းပိုပြီးအမဲလိုက်တတ်ကြပါတယ်။ကိုဝန်ဆောင်6လလောက်ကြာပြီးတဲ့နောက်မှာတော့သူတို့ဟာပြန်ပြအဖြစ်သားပေါက်လေး20ကနေ40ကြာမွေးဖွားပါတယ်ဒီသားပေါက်လေးတွေကဒိငယ်ပေးမဲ့လဲသူတို့ရဲ့အမေစီကလာတဲ့လူသက်သမားပီချာဒီကိုတော့အပြည့်အဝဖိုင်ဆိုင်ထားကြပြီးသားပါ